သူမအသက်ရှူတံကိုထိမ့်လိုက်တဲ့ကြည်စံတွေလေထဲဝဲနေပြီးခမ်းမတစ်ခုလုံးတုန်ခါနေခဲ့ပြီးစစ်မြေပြင်မှာတော့သွေးရောင်လွှမ်းတဲ့နှင်းစီတပွင့်ပွင့်ပူလာခဲ့တယ်။သူမဟာဆိုဗီယက်ရဲ့ကနဝင်စနိုက်ပါသမားလုံမီလာပါပလီချန်ကိုပါသူမတာဝန်ထမ်းဆောင်စဉ်အတွင်းနာဇီပေါင်း309ယောက်ကိုအသေးသက်နိုင်ခဲ့ပါတယ်။ဒုတိယကမ္ဘာစစ်ရဲ့တေမင်းတမန်လိုပုဂ္ဂိုလ်တအူးဖြစ်လာခဲ့ပြီးရန်သူတွေကသူမကိုတေမင်းနဲ့သမီးလို့တောင်ခေါ်ခဲ့ကြတယ်။ငယ်စဉ်ကတည်းကလုံမီလာဟာတနက်ပြည့်ရမှာထူးချွန်တဲ့ပါရမီရှိခဲ့သူပါပထမဆုံးအကြိမ်ရိုင်ဖယ်ကိုကင်ပူးချိန်မှာသူမဟာယောက်ျားလေးတွေကိုစိန်ခေါ်ခြင်းခဲ့ပေမဲ့အားလုံးကသူမကိုဟာတာတစ်ခုလိုပဲသဘောထားခဲ့ကြတယ်။ပတ်ဝန်းကျင်ကလည်းယုံရင်းတဲ့စကားလုံးတွေနဲ့လှောင်ပြောင်ခဲ့ကြပါတယ်။ဒါပေမဲ့သူမဟာမတုံ့လောက်ပဲတည်ငြိမ်တဲ့အသက်ရှူတံပြတ်သားတဲ့မျက်လုံးတွေနဲ့ပဲရင်ဆိုင်ခဲ့တယ်။အချိန်ပြစ်ခတ်ပြီးတဲ့နောက်အားလုံးကသူတို့ရဲ့ရိုင်ဖယ်တွေကိုစပွဲပေါ်တင်လိုက်ကြတယ်။မိပြကပြစ်မှတ်တွေကိုစစ်ဆေးတဲ့အခါမှာတော့မယုံနိုင်စရာရလက်ကြောင့်အားလုံးအံ့အားသင့်သွားခဲ့ရတယ်။သူမဟာ48မှတ်ဆိုတဲ့ရမှတ်နဲ့ယောက်ျားလေးအားလုံးကိုအပြတ်သက်အနိုင်ယူလိုက်တာပါ။စစ်တပ်မိသားစုကမွေးဖွားလာတာမို့လုံမီလာဟာတင်းကျပ်တဲ့စည်းကမ်းတွေအောက်မှာကြီးပြင်းခဲ့ရပြီးဒါကပဲသူမကိုတည်ငြိမ်ရင့်ကျက်သူဖြစ်စေခဲ့ပါတယ်။မကြာခင်မှာပဲဂျာမနီကဆိုဗီယက်ယူနီယံကိုအလုံးအရင်းနဲ့ကျူးကျော်လာခဲ့ပြီးမျိုးချစ်စစ်ပွဲကြီးစတင်ခဲ့ပါတယ်။လုံမီလာဟာကြောင်းထွက်ပြီးစစ်ထဲဝင်ခဲ့တယ်။သူမရဲ့ပါရမီကစစ်တပ်ရဲ့အာယုံဆိုင်မှုကိုချက်ချင်းရရှိခဲ့ပြီးထိပ်တန်းလေ့ကျင့်ရေးစခန်းကိုပို့ဆောင်ခံခဲ့ရပါတယ်။အဲ့ဒီမှာတော့သူတို့ဟာကြားမခွဲခြားမှုကိုမေ့ဖျောက်ခဲ့ရတဲ့စစ်ပွဲမှာအသုံးမဝင်တဲ့အရာမှန်သမျှကိုစွန့်ပယ်ခဲ့ရပါတယ်။ရန်သူနောက်ယောင်ခံမှုကနေလွတ်မြောက်ဖို့အတွက်ဘောင်းဘီတွေကျွတ်ကျနေရင်တော့ရက်တန့်ခြင်းမရှိဘဲပုံမနှိမ်ပါစွာတွားတက်ဖို့တင်ယူခဲ့ရတဲ့ထိပ်တန်းဆက်လိုက်ပါတအူးဖြစ်ဖို့ထူးကဲတဲ့တီးခတ်နိုင်ရည်လိုအပ်ပါတယ်။ညွတ်နက်တကောင်အထိချောင်းမြောင်းဆောင်ဆိုင်ရတာတွေဟာလေ့ကျင့်မှုရဲ့အစိတ်ပိုင်းတွေပါပဲ။ဒါပေမဲ့တီးခတ်နိုင်ရည်တစ်ခုတည်းနဲ့တော့စစ်မြေပြင်မှာမရှင်းတန်နိုင်ပါဘူးရုပ်ဖြတ်ခြင်းကသာသူတို့ရဲ့အသက်သွေးကြောပါလေ့ကျင့်သားတိုင်းဟာနီလန်မျိုးမျိုးတုံးခဲ့ကြပေမဲ့နီးပြရဲ့ရှာဖွေတွေ့ရှိခြင်းကိုခံခဲ့ရပြီးအသက်ခံခဲ့ရပါတယ်ဒါဟာဘယ်တော့မှမမျှတတဲ့စံတတ်မှုတစ်ခုပါလုံမီလာတယောက်သာရန်သူမျက်စိအောက်ကနေလွတ်မြောက်နိုင်ခဲ့ပါတယ်သူတို့ဟာပုံအောင်ယုံတင်မကပဲအကဲခတ်တက်ဖို့ပါတင်ယူခဲ့ရတယ်နီးပြကအားလုံးကိုလှည့်ခိုင်းပြီးစစ်မြေပြင်မှာဘာတွေပြောင်းလဲသွားတယ်လဲလို့မေးတဲ့အခါအခြားသူတွေကအပေါ်ယံအပြောင်းလဲတွေကိုပဲသတိထားမိကြပေမဲ့လုံမီလာကတော့ကြောက်တုံးတုံးဘလောက်ကွာဝေးထိရွှေ့သွားတယ်ဆိုတာကိုပါတိတိကျကျဖြေဆိုနိုင်ခဲ့ပါတယ်၃လကြာပြင်းထန်တဲ့လေ့ကျင့်မှုအပြီးမှာတော့သူတို့တနက်စစ်တွေကိုကန်ခွင့်ရခဲ့ပါတယ်လုံမီလာပြည့်ရမယ့်အလှည့်မှာဘုံမှုကပြစ်မှတ်ရှိမှတက်တက်ရက်နေခဲ့တဲ့သူမကဖယ်ပေးဖို့သတိပေးခဲ့ပေမဲ့ဘုံမှုကတော့ပြစ်ဖို့ပဲခိုင်းခဲ့ပါတယ်ဒါဟာရန်စတာမဟုတ်ပဲသူမရဲ့အရေးချင်းကိုအမြင့်ဆုံးအတိမတ်ပြုလိုက်တာပါလုံမီလာဟာရာစုနှစ်တစ်ခုမှာတယောက်တာပေါ်တဲ့ပါရမီရှင်ဆို